မင်္ဂလာပါဒါလေးကတော့တည့်တီးအတူလေးပေါ့နော်ဒါလေးကတော့တောငုံတီထောင်းလေးဒါလေးကတော့ကျွန်တော်ဝက်တနီချက်ကလေးပေါ့နော်ဒါလေးကတော့ခန်းသီးနှက်ကလေးပေါ့နော်ကျွန်တော်အဲ့တည့်တီးကပေါ်ဘူးပေါ်ပြဘူးကျွန်တော်စားကျင်နေတာပေါ့နော်မင်းငုံတီထောင်းလေးနှုတ်လိုက်တယ်ဒီလှပတဲ့ထမင်းလုံးတစ်လုံးကိုဖန်တီးလိုက်တယ်ပေါ့နော်သိခါရှိအိမ်နေရှိသိခါရှိပြင်စမနန်ချစ်စရာကောင်းတဲ့ပါဇက်ပေါက်တွေကိုထိုးထွက်လိုက်တယ်ခင်ဗျာ遇上了是吧？是在那钱。ဒါတော့ဝက်လာပါနော်မလိုက်တဲ့ဟင်းတစ်ခွက်ပေါ့နော်အားဆိုရင်တည့်တီးပေါ့နော်တည့်တီးပေါ်ဟုတ်ပေါ်ပြတည့်တီးမချစ်စုဟုတ်လားမချစ်စုလားမနောကောက်နော်ဒုတိယကြိမ်လှပတဲ့ထမင်းလုံးကိုဖန်တီးလိုက်ပြီပေါ့နော်စမနန်ချစ်ကြကောင်းတဲ့ပါဇက်ပေါက်အတွင်းကိုထိုးသွင်းလိုက်ပြီခင်ဗျာ拉黑妹妹的。